ရဲ့ grammar တွေဖြစ်ကြတဲ့ညီညီတာဗတ်ညီတာစစ်ညီတာဒါတွေရဲ့ကွာခြားချက်ကိုသိပြီးကြပြီလားပထမဆုံးတစ်ခုအနေနဲ့ကတော့ညီညီတာကတော့ noun ရဲ့နောက်ကလိုက်တယ်ပေါ့နော်အဲ့ဒါအဓိပ္ပာယ်က noun ဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်ဥပမာစာကြောင်းအနေနဲ့ဆိုရင်이것은 제 책상입니다ဒါကတော့ကျွန်တော်ရဲ့စပွဲကုံဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ် noun ဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်ပြီးနောက်တစ်ကြောင်းအနေနဲ့ဆိုရင်저는 학생입니다ကျွန်တော်ကတော့ကျောင်းသားဖြစ်ပါသည်နောက်တစ်ကြောင်းဆိုရင်여기가 우리 집입니다ဒီနေရာကတော့ကျွန်တော်တို့ရဲ့အိမ်ဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ် noun ဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ bab니다ဆိုတာကတော့သူက verb တွေမှာသူကအသက်မပါတယ်ပေါ့နော်အသက်မပါတဲ့ verb တွေရဲ့နောက်မှာလိုက်တဲ့စကားလုံးဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကတော့ verb ပါသည်ဆိုတဲ့အဓိပ္ပာယ်ဥပမာစာကြောင်းအနေနဲ့ဆိုရင်동생은 키가 큽니다ဆိုရင်ညီလေးကအရက်ရှည်ပါသည်ဆိုတဲ့အဓိပ္ပာယ်ပြီးရင်နောက်တစ်ခုအနေနဲ့ဆိုရင်고기를 좋아합니다 좋아하다ဆိုရင်အသက်မပါဘူးပေါ့နော်အဲ့တော့သူကဗတ်မြည်တာနဲ့လိုက်ပြီးတော့고기를 좋아합니다အသားကိုကြိုက်ပါသည်ဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခုကတော့생선은 싫어하다သူအသက်မပါဘူးပေါ့နော်အသက်မပါတဲ့နောက်မှာဗတ်မြည်တာကိုလိုက်ပြီးတော့생선은 싫어합니다ငါးကိုတော့မကြိုက်ပါဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုကတော့verbs 씁니다ကတော့သူကအသက်တွေဒီ verb တွေမှာအသက်ပါတယ်ပေါ့နော်ပါတဲ့စကားလုံးတွေရဲ့နောက်မှာလိုက်ပါတယ်ဥပမာစာကြောင်းဆိုရင်တော့저는 키가 작습니다ကျွန်တော်ကတော့အရက်ပူပါသည်နောက်တစ်ခုဆိုရင်책이 있습니다စာအုပ်ရှိပါသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် verb ပါသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့သုံးခုလုံးကိုပြန်ပြောရမယ်ဆိုရင်imitaကတော့ noun ရဲ့အနောက်မှာလိုက်တဲ့ noun ဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်ဗတ်မြည်တာကတော့အသက်မပါတဲ့ verb တွေရဲ့နောက်ကလိုက်ပြီးတော့ verb ပါသည်ဆိုတဲ့အဓိပ္ပာယ်စစ်မြည်တာကတော့အသက်ပါတဲ့ verb တွေရဲ့နောက်ကလိုက်တဲ့သူကလည်း verb ပါသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်